တယ်ပေါ့နော်မန္တလေးသူကြီးဒီမှာဗမာဆန်ဆန်လေးနဲ့နော်ဘိတ်သူမဖောက်တော့ဒီတခါမန္တလေးရောက်သွားပြီဆိုတော့မန္တလေးသူကြီးဖြစ်သွားပြီနော်ကဲကိုချစ်တွေမန္တလေးကကိုချစ်တွေဘိတ်ပလဲကြိုက်တဲ့ကိုချစ်လေးဆိုရင်တော့မမစစ်တို့စိုက်ခွဲ64လမ်းနဲ့30ကြာကမမစစ်တို့ဟိန်းနဲ့ဒီကိုတစ်ခါလေးရအောင်လာခဲ့ဖို့ဖိတ်ခေါ်တယ်နော်ဘာပဲဆိုရင်မန္တလေးမှာလုံးဝကမှပလဲကိုအစ်စတိုးလေအမြောက်အများကိုတနေရတဲ့တစုတဝေးတည်းမှာအများကြီးကြီးဆိုလို့ရတာဆိုတော့မမစစ်တို့ရဲ့ဟိန်းနဲ့ဒီဘိတ်ပလဲမှာပဲစီးမယ်နော်ပလဲကြိုက်တဲ့ကိုချစ်တွေကကြတော့မမစစ်တို့ဟိန်းနဲ့ဒီမှာဆွေချားကျိုးတွေလည်းအားကြီးရမယ်နော်နောက်ပြီးတော့ဆွဲတီလေးဆိုတို့လည်းရမယ်အပြင်ကမှအော်လီမီကျိုးလေးလည်းအရန်ကုန်မှာပြည့်စည် extra များတယ်နောက်ပြီးတော့မစစ်လက်ပေးမှာဆွဲတာလုံးဝကုန်မှာအကုတ်တရခဏလေးနဲ့ရောက်ထွက်သွားတယ်9သိန်းကျိုးနော်အကူရကျိုးလေးတွေလည်းမန္တလေးစိုက်ခွဲမှာရနေပြီမို့လို့ကိုချစ်တွေပွဲလာတမေသွားမယ်ကဲမမစစ်ဝတ်လာတာဒီမှာကြည့်ကြည့်လိုက်အရန်ကုန်မှာနော်ဗမာအင်ဂျီလေးနဲ့အရန်ကုန်မှာဘုံကျစ်တွေလေးရှိတော့ပေါ့နော်ကဲပလဲလေးတွေဆိုတာဖြစ်နော်သူကကြောက်တော့ပလဲလေးတွေဆောက်ထားမှဆိုရင်ရေရနာမြဲတယ်ဆွေးငွေစီးစိမ်ဥစ္စာမြဲတယ်ပေါ့နော်ဟိုးအရင်ခေတ်ကရောမခေတို့ဘာလို့ပေါ့နော်ဟိုးအရင်ခေတ်ကတည်းကပေါ့စကပုံလေးရှိတယ်နော်ပလဲလေးတွေဆောက်ထားရင်ချားတော်ကျွယ်ဝမှုတွေအမြောက်အများရရှိတယ်ဆိုတဲ့အတိတ်ပတ်လေးတွေနဲ့ပလဲလေးတွေကိုတုံဝေရိုက်ရဲ့ဘရင်မကြီးတွေကိုတိုင်းညံ့ညံ့လိုလိုဆွဲတယ်ကဘာကတိတဲ့ဒီပလဲရဲ့အနိတာရလေးတွေကိုလုံးဝကမှတာတကားလေးလည်းအမြောက်အများရှိတာမို့လို့ကိုအိမ်မှာအိမ်တိုင်းမှာပလဲဂျိုးတကုံပလဲလေးတစ်လုံးကတော့စီးကိုစီးသေးတယ်နော်ဗာပေးဆိုဆွေငွေစီးတဲ့ဥစ္စာလေးရေဒနာလေးကိုမြဲအောင်ထိမ့်သိမ်းထားနိုင်တဲ့အစွမ်းတတိလေးပလဲမှာအမြောက်အများပါဝေတာမို့လို့ကိုကြည့်တွေကပလဲလေးတွေကိုဥစ္စာမြဲအောင်ပလဲဆောင်ဆိုတဲ့အတိုင်းပလဲလေးတွေဆောင်ချိန်လို့ရှိရတော့မမစစ်တို့ရဲ့ဟိန်းနဲ့ဒီစိုက်ခွဲမန္တလေးစိုက်ခွဲကိုလာရောက်ပြီးအားပေးနိုင်တယ်နော်အခုဆိုရင်လဲလာရောက်အားပေးတဲ့ကက်စတမ်မာလေးတွေဘေဘီလေးတွေလည်းပါတယ်နော်ကိုကြည့်တွေနော်ကဲမန္တလေးစိုက်ခွဲက64လ30ကြားမှာရှိတယ်နော်ကိုကြည့်တွေနော်မန္တလေးကမေမေလေးတွေလည်းအားကြီးတဘောကောက်တော့မို့လို့လာရောက်အားပေးဖို့ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်တယ်နော်စကားမဆာမစစ်လာလာမကြည့်ဘူးဒီမှာကြစ်မွေးလေးနဲ့လာတယ်နော်ဘိုင်ဘိုင်